အစာအိမ်ဥကိစ္စနဲ့ပတ်သက်လို့ပေါ့နော်ဖြစ်ပေါ်လေးရှိတဲ့လက္ခဏာလေးတွေကိုမျှဝေပေးမယ်တချို့ဆိုရင်ပေါ့နော်အတိနောက်ကျသွားတာမျိုးတွေရှိတယ်တခြားမှာအတိနောက်ကျလို့ရပြီမယ်ဒီကျမ်းမာရေးနဲ့ပတ်သက်လို့အတိနောက်ကျရင်ကုလို့မရတဲ့ယောဂတွေအများကြီးအဲ့ထက်မှာကြောက်ကနဲ့မြဘွားကင်ဆာကအဓိကအနေနဲ့ပါဝင်နေငွေဦးကြီးကြများတယ်ကုတရခက်ခဲတယ်ဒါကြောင့်မို့လို့ပေါ့နော်စောစောတိနိုင်မဲ့လက္ခဏာလေးတွေကိုမတရာမျှဝေပေးမယ်ဘုရားအကျိုးရှိတယ်ဆို share ပြီးတိလို့ရရှင်မတရာ comment မှာမေးခဲ့ပေးပါနော်နံပါတ်1အနေနဲ့ကျတော့သူကပေါ့နော်လေကျင်တက်တယ်လေအန်နဲ့လေကျင်တက်တယ်နောက်တစ်ခါကျအစာမကြည့်သလိုလိုတွေဖြစ်လာတယ်နောက်တစ်ခါကျတော့ပေါ့နော်ဝင်းသွားတဲ့အချိန်မှာချွဲတွေပါမယ်ပြီးတော့အစာမကြည့်တဲ့လက္ခဏာတွေရှိမယ်ဝင်းတော့အချက်မှာဝင်းတော်တော်ချုပ်တယ်ပေါ့နော်ဒါမျိုးတွေဖြစ်လာမယ်နောက်တစ်ခါကျလူပိန်လာမယ်အားနဲလာမယ်ဝင်းကနေကတ်တရားစည်းတွေလိုတွားတာမျိုးတွေရှိနေတယ်တွေးပေါင်တွေထိုးကြတာမျိုးဖြစ်နေလူကတဖြည်းဖြည်းနဲ့ပိန်လာမယ်ပြီးတဲ့အခါကျတော့ဒီဘိုက်ကြောတွေတောင့်တင်းနေတာမျိုးတွေဒီကြောတွေညောင်းတာမျိုးအကြောတက်တာမျိုးတောင့်တင်းတာမျိုးဒီလိုလက္ခဏာတွေပေါ်လာလိမ့်မယ်နောက်တစ်ခါကျတော့ပေါ့နော်အစာများများစားလို့ဆိုရင်အစာပုံမှန်အားဖြင့်စားတာတွေညော့လာမယ်အစာစားခြင်းစိတ်တွေပျောက်လာမယ်နောက်တစ်ခါကျတော့အစာစားပြီးဘိုက်နာတာမျိုးနောက်ကဝင်းသွားတဲ့အချိန်မှာတော်တော်ကိုခက်ဝင်းသွားတာမျိုးတွေနာကျင်တာမျိုးတွေဒါမျိုးတွေလက္ခဏာတွေပေါ်လာမယ်ဒါဆိုတော့လုံးဝပေါ့ဆလို့မရဘူးပေါ့နော်အချစ်တွေအဲ့မှာ9ချက်လောက်ပါတယ်မထရာပြလိုက်တဲ့ထက်မှာဝင်းထဲမှာတွေးတွေပါတာမျိုးတွေရှိတယ်နောက်ကကတ်တရားစည်းလိုပါတာမျိုးတွေရှိတယ်နောက်ကကျတော့ချွဲတွေကြီးပါတာမျိုးတွေရှိတယ်ဝင်းသွားရင်အရန်ရစ်တယ်တိတာတယ်နော်ဒီလက္ခဏာတွေကဒီလိုဖြစ်နေတယ်ဆိုရင်လုံးဝမပေါ့ဆပါနဲ့ဒါနဲ့ပတ်သက်လို့အသေးစိတ်သိလို့တာရှိရင်သိလို့တာလည်းရှိရင်မတရာကောမင့်မှာလည်းမေးလို့ရဖုန်းနဲ့လည်းမေးလို့ရတယ်မတရာတို့စီမှာတော့ပေါ့နော်ဒီမြစ်ပွားကိစ္စနဲ့ပတ်သက်လို့ပေါ့နော်ကာကွယ်တဲ့အနေနဲ့ပဲတောက်ကုတနေတဲ့တောက်မရတော့ဘူးလို့ပြောလို့ပဲတောက်ပေါ့နော်ဒါနဲ့ပတ်သက်လို့အကုန်လုံးရှိတယ်ပေါ့နော်ဒါတွေအတွက်ကိုသိလို့တာရှိရင်မတရာကိုလာပြီးတော့မေးမြန်းလို့ရတယ်မတရာတို့စီမှာတလကန်နလကန်နေပေါ့နော်ပြောထားပြီးမှတကယ်လက်တွေ့မှာလုံးဝကောင်းသွားတာနစ်နဲ့ချီလို့နေပြီပေါ့နော်3နှစ်ကျော်ရှိနေတဲ့လူတွေရှိတယ်ဒီမတရာတို့အုံချောမှာဆိုမျက်မြင့်မို့ဆိုနာမည်ကြီးတို့စီမှာတစ်ချိန်ကဝန်ထမ်းလုပ်ခဲ့တဲ့အမတယောက်ဒီမျက်မြင့်မို့တက်ခုကန်းပိုင်ရှင်အန်တီကနေပြီးတော့ဆေးဝယ်ပြီးတော့ကိုယ်တိုင်ကြိုပြီးတော့တိုက်ခဲ့တာအမ3နှစ်ရှိပြီအခုဆိုကျမဝဖြိုးပြီးတော့ပေါ့နော်တလပဲလို့ပြောလိုက်တာပြင်ထူဘူးကနေလို့လုံးဝကောင်းနေတာဒီအုံချောဆိုင်ဖို့အဝင်သားလေးမှရှိတယ်တီတကူဆိုတဲ့ဖုံကြီးကျောင်းပေါ့နော်အဲ့ဒီရက်ွက်လမ်းကြားလေးထဲမှာအဲ့ဒီမှာရှိတယ်လက်တွေ့ပေါ့နော်ဒါ3နှစ်ရှိနေပြီတလလို့ပြောလိုက်တာအဲ့ရတဲ့နေလုံးဝမထကူလို့မရစိတ်သွင်းလို့မရဘာမှလှုပ်လို့မရတဲ့အတွက်ကြောင့်မို့အိမ်ကိုပြန်တယ်သွားတော့ဆိုပြီးတော့တယ်သွားပြီးတော့အခန်းထဲမှာတင်ချီခွက်သေးခွက်နဲ့နေရတဲ့အနေထားနဲ့အခုဝဖြိုးကြီးမင်းသမီးကြာနေပဲလှပဝဖြိုးစုပြေးလို့အဲ့လိုကောင်းတာတွေရှိတယ်ပေါ့နော်အဲ့ဒါပတ်သက်လို့သူများဗဇက်ပြားမှာလည်းလမ်းဆုံးစရာမလိုဘူးဒီကုထုံးနဲ့မြန်နောက်ကုထုံးဆိုတာရှိသေးရပေါ့နော်အဲ့ခါကျတော့ဒီမတရာတို့မြန်မာဆေးကိုလည်းစိတ်ဝင်စားတယ်ငွေကြီးမတတ်နိုင်လို့မကူကြဘူးဆိုတဲ့လူများဒီမှာကုထုံးတစ်ခုပေါ့နော်အောင်မြင်နေတဲ့